ဘာဒေါသကာတိငုံသောအပြည့်တို့ကိုရောက်ပါစေခြင်းအကျိုးငါပထမဒုတိယတတိယကြိမ်နှစ်ကြိမ်သုံးကြိမ်မြောက်အောင်တရားယရဏတရားယရဏသံဃာယရဏယရဏမြတ်သုံးပါးတို့နှင့်မိဘဆရာသမားတို့အားယုတိမြတ်နုလက်ဆုံးမိုး၍ရှေကိုပူဇော်ဟုမျှော်မှန်လျှောက်တော်ပါ၏ရှင်ဘုရားယရဏတရားယရဏသံဃာယရဏမိဘဆရာသမားတို့အားယုတိမြတ်တို့လက်ဆုံးမိုး၍ရှိခိုးပူဇော်မှုမြော်မှန်လျော့ကြောကြရသောပူဇော်အတ္တပနာမစေရနာတတ္တပညာဝိရိယတို့ကြောင့်မိမိတို့လိုရှိရတောင်းတအပ်သောမုံမသေးမြဲနေသောနိဗ္ဗာန်သို့၎င်းဒုက္ခခသိင်ကင်းခြင်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာတို့ဤ600ငြိမ်းရာသိရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အာထုတ်စေဖြစ်သောဝိပဿနာဉာဏ်သည်လင်းများစွာမဲ့ဉာဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုနိုင်ကြသည်ဖြစ်စေဒုစင်တိုင်းကျင့်ကြတို့ပါမည်ရှင်ဘုရားတရဏဂုံ3ပါးနှင့်တကွအင်္ဂါ8ပါးနှင့်ပြည့်စုံတော်မူသောသီလတော်မြတ်ကိုခံယူစောင့်တည်ကြပါဦးဆိုခမညာအံဗန္တိဣတရဏေနာသဟအထင်္ဂသမနာကတံဥဘောဒရသီလံဓမ္မံယာစာမိအနုဂဟကတဝသီလံတေတမေဗန္တိဒုတိယမိဟံဗန္တိဣတရဏေနာသဟအထင်္ဂသမနာကတံဥဘောဒရသီလံဓမ္မံယာစာမိအနုဂကတဝသီလံတေထမေဗန္တိဓာတိယမိအံဗန္တိဣတရဏေနာသဟအထင်္ဂသမနာကတံဥဘောဒရသီလံဓမ္မံယာစာမိအနုဂကတဝသီလံတေထမေဗန္တိမဟာဝဒာမိနံဝတိထာအာမဗန္ဒီပါရှင်ဘုရားနမောတတဗုဒ္ဓဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတဗုဒ္ဓဝတောအရဟတောသမ္မာနမောတတဗုဒ္ဓဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဗုဒ္ဓံတရဏဂိသာမိဓမ္မံတရဏဂိသာမိသံဃံတရဏဂိသာမိဗုဒ္ဓံတရဏဂိသာမိဓမ္မံတရဏဂိသာမိသံဃံတရဏဂိသာမိဒုတိယံဘိဗုဒ္ဓံတရဏဂိသာမိဒုတိယံဘိဓမ္မံတရဏဂိသာမိဒုတိယံဘိသံဃံတရဏဂိသာမိဒုတိယမိဗုဒ္ဓံတရဏဂိသာမိဒုတိယမိဓမ္မံတရဏဂိသာဒုတိယမိသံဃံတရဏဂိသာမိဓာတိယံဘိဗုဒ္ဓံတရဏဂိသာမိဓာတိယံဘိဓမ္မံတရဏဂိသာမိဓာတိယံဘိသံဃံတရဏဂိသာမိဓာတိယမိဗုဒ္ဓံတရဏဂိသာမိဓာတိယမိဓမ္မံတရဏဂိသာဓာတိယမိသံဃံတရဏဂိသာမိတရဏဂမနံပရိပုံဏံအာမဗန္ဒီပါရှင်ဘုရား မာနာတိပါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိမာနာတိပါဒာဝေရမဏိသိက္ခာပဒံသမာဓိယာမိအ
ဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိအဒိဏဒါနာဝေရမဏိသိက္ခာပဒံသမာဓိယာမိအဗျမ္မစရိယာဝေရမဏိသိက္ခာပဒံသမာဓိယာမိအဗျမ္မစရိယာဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိမုဒ္ဒဝါဒဝေရမဏိသိက္ခာပဒံသမာဓိယာမိသုရာမေရယမေဇပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိရာမေရယမေဇပမာဒဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဝိကာလဘောဇနာဝေရမဏိသိက္ခာပဒံသမာဓိယာမိနေသဝိတဝါဒိတဝိတုကဒသနာမာလာကန္ဒဝိလေပနာဓာရဏမန္တနာဝိဘုဒနာဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဝိဘုဒနာဌာနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဩဇာတယနာမဟာတယနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဩဇာတယနာမဟာတယနာဝေရမဏိသိက္ခာပဒံသမာဓိယာမိဇီဝိတံသဇာမနောပိသဇာမနောပိသိက္ခာပဒဟံနသဇာမိဇီဝိတံအသက်ကိုသဇာမနောပိစွန့်ရညာတော်လေသိက္ခာပဒံယခုစောက်ရှာသောက်တည်ပြီးသောရှစ်ပါးသီလသိက္ခာပုဂ္ဂိုလ်အဟံတပိတော်သည်နသဇာမိမစွန့်တော့ပါဖယာဣဒံမေပုံညာအာသွဲခယံဝဟံဟောတုမေယမာကံဘုရားတပိတော်တပိတော်မတို့ဤဣဒံပုံညာဤကောင်းမှုသည်အာသွဲခယံကာမတဝဘဝတဝဒိဋ္ဌာတဝအဝိဇ္ဇာတဝဟုဆိုအပ်သောအာတဝတယလေးပါးတို့ဤကင်းရာဂုံရာငြိမ်းရာ600ဖြစ်သောနိဗ္ဗာန်သို့ဘာဝဟံတို့မရောက်ရောက်အောင်ရွတ်ဆောင်နိုင်သည်ဟောတုစင်စစ်မသွေရပါစေတည်းဣဒံပုံညပါကံသဗ္ဗတတ္ထာနံလိမဣဒံပုံညပါကံဤကောင်းမှုဤကုသိုလ်ဖို့ကိုသဗ္ဗတတ္ထာနံ30ဘုံယလီကုံသောဝိနိယဒုခိတဒုခိတသတ္တဝါပေါင်းတို့အားဒီမဘာစီယာမရကြပါစေအမြဘေဝေပါကုန်၏ဒီတရဏိနသာထေငသမ္မနကတံဥပောဒရပရမတ္ထသီလံသာရုကံကတဝဓမ္မာပမဒိနသံပါတိထာအာမဗန္တိပါရှင်ဖေဟာဒီကနေ့1368ခုနှစ်ဝါကောင်လာဇန်6ရက်ပသိမ်မြို့ရွှေစေတီလန်းဘောဂဝိပဿနာဓမ္မရိပ်သာဥမှုတော်မေတို့၏ဓမ္မာယုံကြီး၌
ကျင်းပပြုလုပ်အပ်သောခန္ဓာဉာဏ်ရောက်ဝိပဿနာဝါတွင်ဒိဋ္ဌံဆေယစကံဒုတိယပတ်အစရဲ့ပထမရဲ့အစနေ့ပထမနေ့မှာဝိပဿနာအမြတ်တရားတွေကိုမှတ်သားနာယူလျက်မပြဘွားကဘာဝနာလုပ်ကိုธรรมနာခံကားခြင်းဉာဏ်ကြိုးစားပွားများအထုတ်ရန်အတွက်လာရောက်ကြတဲ့အားလုံးသောမျိုးကောင်းသားမျိုးကောင်းသမီးသူတော်စင်သူတော်ကောင်းယောဂီအပေါင်းတို့အားယနေ့နာနဲ့ချီးမြှောက်ပြီးတကားလားကျေးဇူးစဟောကြားရမယ်တရားကယနေ့ဒီဒိဋ္ဌံဆေစကံတရားပွဲကြီးဤအစနေ့ပထမနေ့အစရပထမရဖြစ်လေသောကြောင့်အာစရိယဝါဒအယဗုဒ္ဓရဲ့ဆိုဆုံးမှညွန်ပြမှုအတိုင်းချီးမြှောက်ပြီးတော့တတိပိတိုက်တွန်းပြောကြားလိုတာကမဟာတတိပဌာန်ပါဠိတော်ကာယ ानु ပဒနာအာနာပါနပပဖြင့်ရှေ့ပိုင်းမှာသမာဓိထူထောင်ပုံပြောပြီးတော့နောက်ပိုင်းမှာအမြည်ပေးပြီးတကာလကျေးဇူးစချင်းမြောက်မှာကခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပြောင်းဆိုတဲ့အလုတ်ပေးတရားဖြင့်ချင်းမြောက်ပါမယ်ပြီးတော့အာလုံးတော်သူတော်စင်သူတော်ကောင်းပေါင်းတို့ဗုဒ္ဓဤဆိုဆုံးမှညွန်ကြားပြသဩဝါဒပေးထားတော်မူသည့်အတိုင်းအစရဲ့ပရမရဲ့ဖြစ်သည့်အားလျော်စွာဖြစ်လေသောကြောင့်အာစရိယဝါဒကျေးဇူးတော်ရှင်အကမပတိရဘုဂုဆရာတော်ဘုရားကြီးနဲ့ယနေ့တိုင်ဆိုဆုံးမှဦးဇင်းတို့ကိုဩဝါဒပေးလျက်ရှိသောမန္တလေးမရဗုဒ္ဓဗြဟ္မယိတာဆရာတော်ဘုရားတို့ဤဥပနိတိယအတိုင်းအစရဲ့ပရမရဲ့ဖြစ်သောကြောင့်အတိယောဂီတွေပါခဲ့ရင်ထိုယောဂီတွေအတွက်အခက်အခဲမဖြစ်စေခြင်းအကျိုးမှာတရားလို့အထုတ်ပါလို့ဆိုသဖြင့်တရားလို့အထုတ်ရမယ်ပုဂ္ဂိုလ်ကဘယ်ပုံဘယ်နည်းဘယ်လိုအထုတ်ရမလဲဒီတော့လာပါရှုပါမှတ်ပါဆင်ခြင်ပါပွားများပါကြိုးစားပါအထုတ်ပါဖြစ်ဖြစ်လုပ်ပါလို့လွယ်လွယ်ပြောလို့မရပါဘူး။ဘာဖြစ်လို့အာစရိယဝါဒဗုဒ္ဓရဲ့ညွှန်ကြားပြသတဲ့အဆိုအဆုံးမှတိုင်ဘုရားကတရားလို့အထုတ်တော့မယ်ဆိုရင်ရှေးဥစွာနေရာရွေးကွယ်ပြောဒါမှသတိပ္ပံပါဠိတော်ကြီးမှာပြောပါတယ်ဣရဘိက္ခွေဘိက္ခုရိညကတောဝါဒုက္ခမူလကတောဝါသုံးညာကာရကတောဝါဒါဘုရားပေးတဲ့ဩဝါဒဘုရားညွှန်ကြားတဲ့နည်းပါဒီတော့ဒီပါဠိတော်ကြီးအဓိပ္ပာယ်သဘောသွားဘုရားကဘယ်လိုညွှန်ကြားဘယ်လိုပြသဘယ်လိုဆုံးမဘယ်လိုဩဝါဒဘယ်လိုလမ်းညွှန်ခဲ့သလဲတရားလို့အထုတ်မဲ့ပုဂ္ဂိုလ်ကိုဘယ်ပုံဘယ်နည်းဘယ်လိုလုပ်ခိုင်းသလဲအဲ့ဒီလိုမေးမယ်ဆိုရင်ဗုဒ္ဓမြတ်စွာကဣဒဘိက္ခွေဘိက္ခုရိညကတောဝါဒုက္ခမူလကတောဝါသုံးညာကာရကတောဝါငါဘုရားရဲ့အဆိုဆုံးမှဖြစ်တဲ့သာသနာတော်မှာတဲ့သာသနာဆိုတာဘုရားရဲ့အဆိုဆုံးမှဘုရားရဲ့ဆိုဆုံးမှမှုဘုရားရဲ့ဩဝါဒပေးမှုဘုရားရဲ့လမ်းညွှန်မှုဘုရားရဲ့ဥဆောင်လမ်းပြမှုအဲ့ဒီအဆိုဆုံးမှဟာသာသနာအဲ့ဒီသာသနာမှာအဲ့တော့ပရိသတ်၄ပါးတို့ပရိသတ်၄ပါးတို့ထဲကပရိသတ်၄ပါးတို့တွင်အပါဝင်ဖြစ်တဲ့သူတော်စင်တွေဟာအဲ့တော့ဥပဒကာတို့ဥပဒကီတို့အဲ့တော့ဥပဒကာဆိုတာအမျိုးသားပြောတာပေါ့ဥပဒကီဆိုတာအမျိုးသမီးပြောတာအဲ့ဒါပရိသတ်၄ပါးမှာပါတယ်အဲ့တော့ဘိက္ခုပရိသတ်ယဟန်ယောက်ျားဘိက္ခုနီပရိသတ်ယဟန်မိန်းမဥပဒကာဥပဒကီလို့ဒါဘုရားလက်ထက်တည်းကပရိသတ်၄မျိုးဒါဘုရားရဲ့တပိသားတာဝကဘုရားရဲ့ပရိသတ်၄မျိုးအဲ့ဒီ၄ပါးထဲမှာအပါဝင်ပြတ်တဲ့သူတော်စင်တွေဟာတရားလို့အထုတ်တော့မယ်ဆိုရင်ဘုရားတို့အရာပြောရင်တော့တောထွက်ပေါ့အိမ်မှာမနေနဲ့တဲ့တောထဲထွက်ပြီးတော့ကျင့်ဒီလိုပြောဒါနံပါတ်1ပရိညကတောဝါအဲ့တော့လူတွေသူတွေမနီးတဲ့ရေကြီးတောတောင်ဆိုတဲ့အတိုင်းပဲတောတောင်ရေကြီးကိုမှီးပြီးတကလားအဲ့ဒီမှာတရားဓမ္မရှာဖွေကြဘုရားကတော့တရားလို့အထုတ်တဲ့ပုဂ္ဂိုလ်ဘယ်ပုံဘယ်နည်းဘယ်လိုလုပ်ရမလဲဆိုတော့ဒါနံပါတ်1တောထွက်ပြီးတော့မင်းတို့အထုတ်ကြလို့ဘုရားကညွှန်တယ်ဒါကြောင့်ကိုတော်မြတ်ကြီးဟာကိုတော်တိုင်လည်းပဲတောထွက်ပြီးတော့တရားဘာဝနာကိုရှာဖွေခဲ့တယ်ဆိုတာဟာအားလုံးသောမျိုးကောင်းသားမျိုးကောင်းသမီးတွေသိကြပါတယ်ဒါကြောင့်ကိုယ်တိုင်လည်းပဲတောထွက်ပြီးတော့တရားရှာဖွေခဲ့တယ်တပိသားသာဝကတွေလည်းမင်းတို့တောထွက်ကြတရားလို့အထုတ်မယ်ဆိုရင်အိမ်မှာမနေကြနဲ့ဆိုတော့
အခုဥပဒကာတွေကဥပဒကီတွေကခင်ဗျားတို့သူတော်ကောင်းနေစဉ်းစားအဲ့ဒီလိုတော့ထွက်နိုင်တဲ့ပုဂ္ဂိုလ်တွေလားမထွက်နိုင်သေးဘူးမထွက်နိုင်သေးပါဘူးဒါကြောင့်မထွက်နိုင်သေးလို့လေတရားတော်တို့မထွက်လည်းမထွက်သေးပါဘူးဒီလိုဆိုတော့ဒါဖြစ်ရင်မင်းတို့တော့မထွက်နိုင်ရင်တဲ့ဗုဒ္ဓမြတ်စွာကမဟာကရုဏာတော်ရှင်ကြီးပြီးခင်ဗျားတို့ကျွတ်တို့ရဲ့အပေါ်မှာဘလောက်များငဲ့ညာတယ်လဲဘလောက်ဖရာကတဏှာတော်မူတယ်လဲကဲဒီနည်းနဲ့မရတော့ဟိုနည်းဟိုနည်းနဲ့မရတော့ဟိုနည်းဆိုသလိုကဲဒီနည်းအပြင်မင်းတို့လောက်ကြဆိုတော့မလောက်နိုင်ဘူးတော့ထွက်ကြမထွက်နိုင်ဘူးဗျာတပည့်တော်တို့ဒါခင်ဗျားတို့ဘုရားရှိလို့ရှိလေပြောလေဒီလိုပဲရှောက်မှာပါပဲတပည့်တော်တို့မထွက်နိုင်သေးဘူးဘုရားဆိုကြမှာပါပဲအေးကွယ်တဲ့မထွက်နိုင်ရင်ဒုက္ခမူလကတော်ပါသေတပင်ရဲ့ဝါတပင်အောက်ချင်းကပြီးတော့မင်းတို့တရားရှာဖွေကြအထုတ်ကြကြိုးစားကြဒီလိုလဲခင်ဗျားတို့မလုပ်နိုင်ဘူးဘာလို့မှတ်ကြိုက်ချင်းကြိုက်အဲ့ဒီမှာရင်ကြိုက်နဲ့ဒီလိုလဲမနေနိုင်ပဲကိုတော့မိုးရွာတော့နေဘူးတော့အဲ့ဒီအရေးမှလည်းခိုးကိုပြီးတော့ဒီလိုပဲအမိပြုတ်ပြီးတော့မနေနိုင်ဘူးဒီလိုဆိုတော့ဒါဖြစ်ရင်တပည့်တော်တို့သေတပင်ရဲ့ဝါတပင်အောက်လဲချင်းနဲ့ဝင်ရောက်ပြီးတော့မိကိုအာတာသမှုပြုတ်ပြီးတော့မကြိုးစားနိုင်ဘူးဗျာခင်ဗျားတို့ဒီလိုပဲရှောက်ကြမှာပါပဲဒါဒီလိုဆိုရင်သုံးညာကာရကတော့ပါတဲ့မင်းတို့အဲ့ဒီလိုမှတော့မထွက်နိုင်ဘူးသေရပင်ရင်ဝါရပင်အောက်မှာမှချင်းနဲ့ဝင်ရောက်ပြီးတော့အမိတဟဲပြုတ်ပြီးတကားလားတရားဘာဝနာရှာဖွေမှုမလုံနိုင်ကြဘူးဆိုရင်သုံးညာကာရအရကိုရှာဘုရားကဒါပြောတယ်သုံးညာကာရအရကိုရှာရမယ်တဲ့အဲ့တော့သုံးညာကာရအရကိုရှာဆိုတော့သုံးညာကာရအရရှာလိုက်တာကဲဘယ်နေရာကိုသုံးညာကာရဆိုမလဲဘယ်အရကိုသုံးညာကာရဆိုမလဲစိတ်ငြိမ်တဲ့နေရာဟာသုံးညာကာရဘာမှလို့ပြောရင်စိတ်ငြိမ်တဲ့နေရာပေါ့ဒီတော့ကျောင်းမှာစိတ်ငြိမ်ရင်ကျောင်းဒီသုံးညာကာရပဲအိမ်မှာစိတ်ငြိမ်အိမ်ဒီသုံးညာကာရအဲ့တော့ရိတ်တာမှာစိတ်ငြိမ်ရင်ရိတ်တာဒီသုံးညာကာရဒါဖြင့်သူတော်ကောင်းတို့သုံးညာကာရအရာရှာလိုက်တာဟောတွေ့ပြီခင်ဗျားတို့လာပြီဒီရိတ်တာကြီးတော့သုံးညာကာရအရာပဲတို့သွားမှာပဲဆိုပြီးတော့ခင်ဗျားတို့ရောက်ဒီလိုဆိုတော့ဒါဖြင့်ဗျာရှင်ဗျာမြို့လက်ကောင်ကြီးမှာကားတန်တွေရောလူတန်တွေရောကဲရင်ပေါင်းစုံမျိုးစုံသွားလာတဲ့လမ်းစုံလမ်းကွလမ်းမကြီးမှာအလမလာနေရစူးစူးညံညံနဲ့အရှင်ဘုရားတို့သုံးညာကာရဒီရဖြစ်နိုင်ပါတော့မလားဘုရားတို့ဒီရောက်တော့မေးမှာပေါ့ဗျာအေးသို့တော့သုံးညာကာရဖြစ်မဖြစ်ဆိုတာဟာနေတဲ့ပုဂ္ဂိုလ်ပေါ်မှာလည်းမူတည်တယ်ဒီတော့ကာယဝိဝေကစိတ်တဝိဝေကဆိုတဲ့အတိုင်းပဲအဲ့တော့ကိုယ်ဤငြိမ်းချမ်းမှုစိတ်ဤငြိမ်းချမ်းမှုနော်နေတတ်မှကာယဝိဝေကစိတ်တဝိဝေကဖြစ်တယ်တောထဲမှာတယောက်တည်းသွားပြီးတော့နေလဲပဲနော်စိတ်တဝိဝေကဖြစ်အောင်မနေတတ်ရင်စိတ်တဝိဝေကမဖြစ်ဘူးဘာဖြစ်လို့တောထဲနေတဲ့ပုဂ္ဂိုလ်ဟာတောထဲနေတဲ့စိတ်ထားမျိုးနဲ့နေနိုင်မှကဲတောထဲနေတဲ့စိတ်ထားမျိုးနဲ့မနေဘဲနဲ့ဒါတို့ပြန်ပြီးတော့အာမဂုံကာမဂုဏ်အာယုန်တွေပဲလှဲ့တွေ့ကြံစီစဉ်းစားစိတ်ကူးတွေးတော့မျောမြင်ကြံစလုံနေဘယ်မှာသုံးညာကာရဖြစ်တော့မလို့ဘယ်မှာတောနေတဲ့စိတ်ထားဖြစ်တော့မလို့မဖြစ်နိုင်ဘူးကြအခုလည်းပဲလမ်းစုံလမ်းကွလမ်းမကြီးမှတည်ထားတဲ့ရိတ်တာကြီးမှန်ပါတယ်ဒါအများလည်းမြင်နေတာပဲဦးဇင်းတို့ကဘာမှညင်းချက်ထုတ်စရာမလိုပါဘူးသို့တော်ဒီမှာနေတဲ့ပုဂ္ဂိုလ်သုံးညာကာရဖြစ်အောင်နေတတ်ဖို့ဒါအရေးကြီးသုံးညာကာရဖြစ်အောင်နေတတ်မှာဒါပြန်ခင်ဗျားတို့စားရေးတောက်ရေးနဲ့ပတ်သက်တော့သုံးညာကာရဖြစ်ပြီပေါ့ဗျာဘာပူစရာလိုတဲ့အချိန်ကြကြွပါခင်ဗျာဆိုရင်လက်စေးစားရုံပါပဲအဲ့ဒီဘက်ကသုံးညာကာရဖြစ်ပြီးသားဒီလိုဆိုတော့ဒါပြန်ဘယ်ဘက်ကသုံးညာကာရဖြစ်ဖို့လိုတယ်လေသူတော်ကောင်းတို့စဉ်းစားစိတ်ဘက်ကသုံးညာကာရဖြစ်ဖို့လိုတယ်ခင်ဗျားတို့စိတ်ဘက်ကသုံးညာကာရဖြစ်ဖို့ဆိုတာကတော့သူများကလှုပ်ပေးလို့မရဘူးကိုယ်တိုင်လှုပ်မှရမှာဒါကြောင့်စိတ်ဤငြိမ်းချမ်းမှုဖြစ်အောင်လို့ဒီလိုဆိုလို့လေအဲ့တော့စိတ်ဤငြိမ်းချမ်းမှုဖြစ်အောင်စိတ်တဝိဝေကစိတ်ဤငြိမ်းချမ်းမှုဖြစ်အောင်လုပ်ပြီးတော့နေရင်ဒုပုဂ္ဂိုလ်အဲ့ဒါသုံးညာကာရဖြစ်တယ်အဲ့တော့စိတ်ဤငြိမ်းချမ်းမှုဖြစ်အောင်မနေရင်သုံးညာကာရမဖြစ်ဘူးဘုရားတို့တော်တဲ့တယောက်တည်းသွားနေလဲနေတာရှိတာသုံးညာကာရဖြစ်အောင်မနေရင်မဖြစ်ဘူးဝိဝေကဖြစ်အောင်မနေရင်မဖြစ်ဘူးအဲ့ဒါကြောင့်တရားဓမ္မတို့သုံးညာကာရဖြစ်အောင်ဝိဝေကဖြစ်အောင်နေတတ်ဖို့ဒီတော့ဘုရားကဘာပြောလဲ
ကဲဒီတော့ဒါမြင်နေရာဒေသတော့ရွေးပြီးဒီနေရာသုံးညာကာရဖြစ်တယ်ရွေးပြီးတော့ရောက်လာပြီကဲရောက်လာတော့ပြီးရောလားသုံးညာကာရအရာရောက်ထားတဲ့ဒါတရားလို့အထုတ်တဲ့ကိစ္စပြီးပြည့်စုံပြီလားရပြီလားတရားအထုတ်တယ်ဆိုတာဒါပဲလားမေးစရာတွေအများကြီးပေါ့ဗျာသို့တော့ဒါပဲမဟုတ်သေးပါဘူးတရားဓမ္မတို့အခြေပါဒနဲ့တကွဒါဖရာရဲ့ဩဝါဒအတိုင်းဒီတော့ဘုရားကသုံးညာကာရအရာရောက်လို့မင်းတို့မပြီးသေးဘူးကွာမပြီးသေးတော့ဒါဖြစ်ရင်ခုနစိတ်တဝိဝေကဖြစ်အောင်နေတတ်ထိုင်တတ်ဖို့ကာယဝိဝေကဖြစ်အောင်နေတတ်ထိုင်တတ်ဖို့ဘုရားကနေပုံနေနီးထိုင်ပုံထိုင်နီးနေတရိတိပါလင်္ကာအာဘုံစိတ်တော်ဥဇုံကာယပဏိဒါယအဲ့ဒါနေနီးထိုင်နီးသင်တာပဲဒါနေနီးထိုင်နီးကိုပြောလိုက်တာပဲနေတရိတိပါလင်္ကာအာဘုံစိတ်တော်ဥဇုံကာယပဏိဒါယအဲ့ဒါနေနီးထိုင်နီးသင်တာဒီတော့ဘာပြောသလဲပါလင်္ကာထဲဘက်ကိုအာဘုံစိတ်တော်ခွေ၍နေတရိတိနေပါထိုင်ပါဒါဖြင့်တရားထိုင်မယ်တရားအထုတ်မယ်ဘယ်လိုထိုင်မလဲဘယ်လိုအထုတ်မလဲစောင့်ကြောင့်ထိုင်ပြီးတော့လှုပ်မှလားမလှုပ်နဲ့ဒီလိုမဟုတ်ဘူးတဲ့ဒါပေမဲ့ဒီလိုမဟုတ်တော့ဘယ်လိုလုပ်ရမှာတော့တမလင်ခွေထိုင်ရင်ထိုင်ကြုံကြုံထိုင်ရင်ထိုင်ဒီနှမျိုးတစ်မျိုးမျိုးရွေးချယ်ပေါ့ဒါအမျိုးသားဖြစ်ဖြစ်အမျိုးသမီးဖြစ်ဖြစ်ဒါတွေခဏခဏသတိပေးပါတယ်ခင်ဗျားတို့ဒါမာရယာနဲ့တရားဓမ္မတို့ကြုံကြုံထိုင်မှလို့ဒီလိုမဟုတ်ဘူးရတဲ့တမလင်ခွေထိုင်ပုဂ္ဂိုလ်မရွေးဘူးဘယ်ပုဂ္ဂိုလ်ဖြစ်ဖြစ်ထိုင်ကောင်းတယ်ထိုင်အပ်တယ်ထိုင်ဘာဖြစ်လို့သူတော်ကောင်းတရားကြိုးစားမယ်ခင်ဗျားတို့ကစိတ်ကောင်းရှိပြီးသားပြမတို့တဲ့စိတ်နော်ဂရုဂါရဝမထားတဲ့စိတ်နော်အဂရုဂါရဝတရားမျိုးမဟုတ်ဘူးအဲ့တော့မယုံမသိနေလို့တဲ့အနေအထားမျိုးမဟုတ်ဘူးအဲ့တော့မိမိတို့ရဲ့နော်စိတ်ထားကိုယ်ကပျော့ပြောင်းနူးညံ့ပြီးသားနော်စိတ်ထားကိုယ်ကဖြူစင်ပြီးသားကောင်းတဲ့ဘက်ကိုဥတည်ထားပြီးသားဒါကြောင့်သူတော်ကောင်းလို့ကြိုးစားနိုင်ဖို့နော်ရေရှည်ထိုင်နိုင်တဲ့ဣရိယာပုမျိုးဖြင့်ရွေးချယ်ပြီးတော့ထိုင်ပါတမန်တော်ကိုထိုင်ခြင်းထိုင်ကြုံကြုံထိုင်ခြင်းထိုင်အမျိုးသားအမျိုးသမီးခွဲခြားနေကြမလို့ပါဘူးအမျိုးသားလည်းပဲကြုံကြုံထိုင်ဖြစ်တယ်အမျိုးသမီးတမင်ငွေထိုင်ရတယ်ထိုင်ကောင်းတယ်ထိုင်အပ်တယ်လို့ဒါဒီလိုတော့ဒါဖြင့်ထိုင်ပြီးပြီဗျာတပည့်တော်တို့ဟုတ်ပြီထိုင်ပြီးတော့ကဲဥဇုံကာယပဏိဒါယအထက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်ကိုဖြောင်းဖြောင်းထားတယ်ဟောဖြောင်းဖြောင်းထားအဲ့တော့ခါအောက်ကိုအောက်ပိုင်းပေါ့အောက်ပိုင်းဖြစ်တဲ့ခန္ဓာကိုယ်တဝက်ကိုအနေထားတမန်ငွေကြုံကြုံနှမျိုးတစ်မျိုးမျိုးထိုင်ပြီးတော့တပိုင်းခန္ဓာကိုယ်ကိုဖြောင်းပြောင်းမတ်မတ်ထားရှေ့မကုန်းစေနဲ့နောက်မလန်မကော့စေနဲ့ဘယ်ညာတို့ကိုယ်ကိုင်းမနေစေနဲ့ကဲအဲ့ဒီမှာလည်းဓမ္မတို့ဖြောင်းပြောင်းထားအဲ့တော့ခန္ဓာကိုယ်ကိုဖြောင်းပြောင်းထားအဲ့တော့လေဘင်းကိုလည်းဖြောင်းပြောင်းထားပေါ့ဗျာကဲရင်ပတ်နဲ့မေးနဲ့လည်းထောက်မနေနဲ့အောင်ပေါ့ကဲနေရွက်နဲ့ပကုံးနဲ့လည်းထိမနေနဲ့အောင်ပေါ့ဒါဆိုလို့လေအဲ့တော့ဖြောင်းပြောင်းမတ်မတ်ထားကဲထားပြီးပြီထားပြီးတော့ဓမ္မတို့ဘယ်လိုလုပ်မလဲလက်နှစ်ဘက်ကိုတမင်လူကြီးထိုင်တမင်လူကိုပေါ်မှာကျုံကျုံထိုင်ရင်ကျုံကျုံပေါ်မှာဘယ်လက်ကအောက်ကညာလက်ကအပေါ်ကအဲ့ဒါပက်လက်လှန်ပြီးတော့ထလက်မချင်းဖျားချင်းထိဆက်ထားမျက်လုံးကိုမှိတရားထုတ်တဲ့ပုဂ္ဂိုလ်မျက်လုံးကတောကြည့်တောင်ကြည့်နဲ့မလုံးနဲ့အဲ့တော့ဇက်ခုံတွေစောင့်စည်းရမှာကိုအဲ့တော့ဇက်ခုံတွေမစောင့်စည်းဘဲနဲ့ဇက်ခုံတွေကိုမထိမ့်သိမ့်မဲနဲ့မဆောင်စည်းပဲနဲ့ဆိုရင်ဘာဖြစ်မလို့မြင်ချင်းကြောင့်လောဘတွေဖြစ်မယ်မြင်ချင်းကြောင့်ဒေါသတွေဖြစ်မယ်အဲ့တော့လောဘဒေါသတွေဖြစ်လာမယ်အဲ့ဒါကြောင့်မလို့လောဘဒေါသမဖြစ်အောင်ဓမ္မတို့စက္ကုံတွေစောင့်စည်းတဲ့အနေအချင်းအဲ့ဒီမှာမျက်လုံးမှိအချိုးကြကြပေါ့ကဲနေရာဒေသလဲရွေးပြီးပြီထိုင်မုံထိုင်နည်းလဲဘုရားကပေးပြီးထိုင်လဲထိုင်တတ်ပြီဒါဖြင့်ပြီးရောလားငုတ်တုတ်ကြီးထိုင်နေပြီးပြီလားမပြီးသေးဘူးအဲ့ဒါခင်ဗျားတို့ခန္ဓာကိုယ်ရဲ့အချိုးအစားအနေထားကိုပြောတာတရားထိုင်အဲ့ဒီလိုထိုင်กว่าတယ်ထိုင်ခြင်းဣရိယာပုနဲ့အလုပ်လုပ်မယ်ဆိုအဲ့ဒီလိုလုပ်ဒါပြောတာဒါပြအဲ့ဒီလိုလုပ်တော့မပြီးသေးတော့တပည့်တော်တို့ဘာဆက်လုပ်ရမှာတော့မေးဖို့လိုပါတယ်ဒီတော့မမေးတော့လဲဘုရားကအမေးလို့တတိပေးပြီးသားပါပဋိမုခန္တတုတေဥပထပေတဝါစိတ်တဝိဝကဖြစ်အောင်လုပ်စိတ်ကိုငြိမ်းချမ်းအောင်လုပ်စိတ်ကိုငြိမ်းချမ်းအောင်လို့ဆိုတော့ဘယ်လိုလုပ်ရမလို့ပဋိမုခန္တတေဥပထပေတဝါတဲ့တတိရှေ့ရှုပြီးတော့တတိကထားပြီးတော့ခင်ဗျားတို့ရဲ့စိတ်အတိတရားကိုကမ္မထာအာယုံနဲ့တဲ့ထားကမ္မထာအာယုံဘက်ကိုတဲ့ထားမတာဒါနားထောင်နေရုံမဟုတ်ဘူးလက်တွေ့အခုအတိုင်းလှုပ်သွားရမယ်ဒါစိတ်ကိုအလုံးလှုပ်ဖို့ပေးပြီးတရားလှုပ်ဖို့ဒါဖြင့်စိတ်ဘယ်လိုလုပ်ရမလို့တတိကတ
တတိကပိရာရိစိတ်ကိုကမ္မထာအာယုန်နဲ့တဲ့ထားမှတ်ထားပါကမ္မထာအာယုန်နဲ့တဲ့ထားကမ္မထာအာယုန်ကဘယ်မှာတော့ဘဲကလာမှာတော့ဟုတ်ပြီဒါတွေဟာမေးကြတယ်ပေါ့မသိတဲ့ပုဂ္ဂိုလ်အတွက်တော့မလုပ်တတ်သေးတဲ့ပုဂ္ဂိုလ်အတွက်တော့ဒါတွေဟာဘယ်လိုဖြစ်မှာလဲလို့ဒါကဓမ္မတို့တွေးကြတယ်ပေါ့မတွေးပါနဲ့မေးလည်းမေးမနေပါနဲ့အဲ့တော့အမေးလို့အတွေးလို့ဒါဘုရားပေးတဲ့နည်းကသောတတော်ဝါအတ္တတတိတတော်ဝါပါတတတိကမ္မထာအာယုံကတခြားမဟုတ်ဘူးဟေးတဲ့ဝင်လေထွက်လေကိုပြောတာတဲ့ဗျာဒါဖြင့်ဝင်လေထွက်လေဘယ်မှာတော့အားလုံးသောတရားလုံးအထုတ်ကြတဲ့သူတော်ကောင်းတို့ရဲ့တဏ္ဍာမှာနာသီပြနှာခေါင်းပြားမှာဖြစ်နေတဲ့ဝင်လေထွက်လေဝင်လေထွက်လေအဲ့ဒီကိုတတိကထားကမ္မထာအလုပ်စပြီးစိတ်ကိုအလုပ်ပေးပြီးစိတ်တဝိဝေကစိတ်ရဲ့ငြိမ်းချမ်းမှုဖြစ်အောင်လုပ်ပြီးခရုစိုက်တော့တရားအထုတ်တယ်ဒီကစတရားတော်မှာဖြစ်ပြနဲ့ရမ်းမလုံးနေတဲ့အောင်မရသေးဘူးတော့စိတ်ရဲ့ငြိမ်းချမ်းမှုကအဓိကရှေ့ဥစွာရေးကြည့်တယ်စိတ်ငြိမ်းချမ်းမှဒါဒီလိုဆိုတော့ဒါဖြင့်စိတ်ကိုအလုပ်ပေးလိုက်ဘုရားကအလုပ်ပေးဖို့တတိပေးတယ်ဒီနည်းတိုင်းလုပ်กว่าဒီလိုလုပ်ဟေးကဲခင်ဗျားတို့ကျတော့အခုအားထုတ်လာတာဘာအခက်ခဲရှိတယ်ဘာမှအခက်ခဲမရှိဘူးတကယ်ပြောမယ်ဆိုရင်ဘာဖြစ်လို့တော့ဆိုတော့ဘုရားကပါဠိလိုအပြင်မဂရဘာသာနဲ့ဟောတယ်ကျေးဇူးတော်ရှင်ဆရာတော်ဘုရားကြီးကကဲလူဘိန်းနာပေါ့ခင်ဗျားတို့ကျတော့အားလုံးနာသေးတဲ့ပုဂ္ဂိုလ်ကောနာကြည့်တဲ့ပုဂ္ဂိုလ်ကောနာသေးနာကြည့်ဆိုတာနှရွက်ပြောတာမဟုတ်ဘူးပေါ့ဗျာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မရှိတဲ့ပုဂ္ဂိုလ်ဒါပြောတာအဲ့တော့ဉာဏ်လင်ပြီးတော့ထက်မြက်တဲ့ပုဂ္ဂိုလ်တွေကနော်ဉာဏ်မထက်မြက်လို့မလင်မြန်တဲ့ပုဂ္ဂိုလ်တွေရောနားလည်အောင်သဘောပေါက်အရာသုံးစကားနဲ့ကိုပြီးပြင်းပြောတယ်ဘာခက်ခဲစရာရှိပြီးပြင်းကိုပြောတာနားမလဲစရာမရှိဘူးခက်ခဲစရာမရှိဘူးအဲ့တော့မရှိအောင်ကိုအရာသုံးစကားနဲ့မြန်မာပြန်ဒကာဓမ္မတို့ပါဠိတော်ရဲ့အဓိပ္ပာယ်ကိုအရာသုံးတွင်ကြဲအပြင်ဆရာတော်ဘုရားကြီးကဟေးဝင်လေထွက်လေဆိုတာနှာသီးပြနှာခေါင်းပြမှာဖြစ်နေတယ်ဆိုတော့ကြိုက်တတ်တဲ့ရှင်းတာဘာရှိသေးလဲကမ္မထာအာယုဆိုတာအဲ့ဒါခေါ်တယ်ဆိုတော့ခမည်းတော်ကိုဓာလို့လက်နဲ့ကြိုက်မပြတာတစ်မျိုးပဲရှိတော့ရှင်းလေးပဲဒါကြောင့်ဒကာဓမ္မတို့အာမထုတ်တတ်เสียမလုတ်တတ်เสียဝေဝါးနေเสียဒုလောတွေးတောနေเสียမလို့ပါဘူးကဲဘုရားပေးတဲ့ဤနေတကြီးအတိုင်းကိုဆရာတော်ကြီးကမြန်မာပြန်အပြင်ခမည်းတော်ကိုလက်တွေ့မြက်တွေ့အလုတ်ခမ်းလိုက်တော့ကဲတတိကတာဟေးဘယ်ကရကမ္မထာအာယုကမ္မထာအာယုကဘယ်ဟာတော့ဝင်လေထွက်လေပြောတာကဲဘယ်မှာတော့ဝင်လေထွက်လေအိုးနှာခေါင်းမှာလေအဲ့ဒါလည်းရှင်းအောင်ပြောပါအောင်ဆိုတော့အသက်ရှူတယ်လို့ပြောနေတာကောဟောရှင်းသွားပြီပေါ့အဲ့ဒါကမ္မထာအာယုခေါ်တာပဲဒီတော့အသက်တွေလိပ်ပြတွေဒကာဓမ္မတို့ထဲ့မနေနဲ့ခင်ဗျားတို့ရှင်းအောင်လို့ပြောတာဒီလိုဆိုတော့ဒါဖြစ်ရင်လေဝင်နေတတိကဘယ်လိုမှတ်ဝင်လေလို့မှတ်ထားလေထွက်တယ်ထွက်လေလို့မှတ်ဝင်လေမှတ်ထွက်လေမှတ်ဝင်လေသည်ထွက်လေသည်အဲ့ဒါလို့အဲ့ဒါစိတ်ငြိမ်းချမ်းအောင်အစပြိုးတာပဲဒါစိတ်ကိုအလုပ်ပေးတာစိတ်ဟာအာယုံနဲ့ကင်းပြီးတော့မဖြစ်နိုင်ဘူးအာယုံကင်းပြီးတော့စိတ်ဟာနေလို့မရခင်ဗျားတို့အဲ့ဒီလိုဖျားပေးတဲ့အတိုင်းကမ္မထာအာယုံမှာစိတ်ကိုဒကာဓမ္မတို့တတိဆောင်ပြီးတော့ရှေ့ရှုထားရင်ထားမထားရင်စိတ်ကဒကာဓမ္မတို့ဟိုတွေးဒီတွေးဟိုပြေးဒီပြေးများသောအားဖြင့်တော့မကောင်းတဲ့ဘက်သွားတာပေါ့ဗျာကဲလောဘရဲ့ဆွဲဆောင်ရဒေါသရဲ့ဆွဲဆောင်ရမောဟရဲ့ဆွဲဆောင်ရဒိဋ္ဌိရဲ့စေစားရကဲဒီဘက်သွားတာပဲစိတ်ကဒါကြောင့်ငါသွားငါလုံငါရှာငါပွေးဒါတွေအကုန်လုံးဖြစ်ကုန်ဒါမကောင်းတဲ့ဘက်မွေးလျော်တယ်ဆိုတော့အဲ့ဒီလိုသွားဒါကြောင့်ကောင်းတဲ့ဘက်မှာမွေးလျော်ပျော်ပါပြီးတော့အဲ့ဒီစိတ်ကိုကြည်လင်မှုရသောတတော်ဝါအာတတတိတတော်ဝါပတတတိကမ္မထာအာယုံဟာအဲ့ဒါပဲတဲ့ဒီတော့မြန်မာလိုပြောတော့ဝင်လေထွက်လေအဲ့ဒါဟာကမ္မထာအာယုံဒီလိုဆိုတော့ကမ္မထာအာယုံဟာတခြားမှာလိုက်ပြီးတော့ရှာနေစရာမလိုတော့သူတော်ကောင်းတို့တဏ္ဍာမှာရှိတဲ့တယောက်တည်းမဟုတ်ဘူးအားလုံးရဲ့တရားလို့အထုတ်တဲ့သူတော်ကောင်းတို့ရဲ့တဏ္ဍာမှာကိုစီကမ္မထာအာယုံရှိတယ်ရှင်းသွားပြီဒါပြပါတော့ဝင်လေထွက်လေအဲ့ဒါကိုတတိကသိမှတ်ပြီးတော့ဘယ်လိုသိမှတ်မလဲလေရှုသွင်းရင်ဝင်လေရှုထုတ်ရင်ထွက်လေကဲဝင်လေထွက်လေဝင်လေထွက်လေနှုတ်ခမ်းလှုပ်ရှားမလိုပါဘူးအတန်ကထွက်ပြီးတော့ဗဇက်ကတွတ်နဲ့ဒကာဓမ္မတို့ရေးရွတ်နေကြမလိုပါဘူးအသိလေးနဲ့ကဲခင်ဗျားတို့ဟာရယဝုဒ္ဓနှလုံးသားဘောကနေသိပေးလိုက်ပါဝင်လေလို့သိပေးလိုက်ထွက်လေလို့သိပေးလိုက်ဝင်လေလို့သိပေးလိုက်ထွက်လေလို့သိပေးလိုက်အရှင်းဆုံးပဲဗျာဘာမလုပ်တတ်เสียရှိ
အဲ့ဒါဘာခေါ်တာတော့တမာတိဘိက္ခွေဘာဝေထတမာတိသုတ်တမဗုဒ္ဓမြတ်စွာကအဲ့ဒါတမာတိထူထောင်ကြဟေဆိုတာအဲ့ဒီလိုလောက်ခိုင်းတာဗျာတမာတိထူထောင်တယ်ဆိုတာဒါပဲဓမ္မတို့အတုခဲကြီးအဆိုင်ခဲကြီးအဲ့ဒီမှာထမ်းပူရွက်သေးဆွဲလွဲဒီလိုယူလာတာကြီးမဟုတ်ဘူးကဲဖယားတိုက်တွန်းတာနဲ့ခင်ဗျားတို့လုံနေတာတော့အကြိုက်ပဲအခုစူးစမ်းနေပြီပွားများနေပြီအားထုတ်နေပြီဒီတော့နားကလည်းပဲနားလက်တွေ့လဲလောက်ဒါလက်တွေ့သင်တမ်းလက်တွေ့သင်တမ်းမယ်ဒါတရားလုံးအားထုတ်တိုင်းဒီကနေစလောက်ဒါအသေးပုဂ္ဂိုလ်တွေအတွက်ငှဲ့ပြီးပြောပါတယ်တရားသောပုဂ္ဂိုလ်အားမထုတ်တတ်ဘူးဆိုအဲ့ဒီပုဂ္ဂိုလ်အတွက်ငှဲ့ပြီးတော့ပြောရမှာပဲဗျကဲကျန်တဲ့ပုဂ္ဂိုလ်တွေအတွက်နားလည်တဲ့ပုဂ္ဂိုလ်တွေအတွက်တော့ဒကာဓမ္မတို့မပြောတော့လဲပြီးညာတော့လဲပဲနားမလည်တဲ့ပုဂ္ဂိုလ်အတွက်တယောက်ပိုင်တယောက်အတွက်ဟာပြောကိုပြောရဘာဖြစ်လို့တော့အားလုံးမှဒကာဓမ္မတို့နားလည်လောက်တာပဲလို့မဟုတ်ရင်နားမလည်တဲ့ပုဂ္ဂိုလ်တယောက်အတွက်ဟာခက်ခဲဖြစ်နေရင်ဒါမလျော်ကံဘူးပေါ့မလုတ်တတ်လို့လာတာပဲတော့လုတ်တတ်ရင်တော့ဘယ်နေရာဖြစ်ဖြစ်ဒကာဓမ္မတို့အားထုတ်ရတာရိတ်တာလာမှတရားရတာမှမဟုတ်ပဲဒါဘုရားပေးတဲ့နေ့နေ့ဒီအားထုတ်တတ်ရင်အိမ်မှာအားထုတ်လည်းဖြစ်တယ်ကြောင်းသွားအားထုတ်လည်းဖြစ်တယ်ရိတ်တာလာလည်းရဒါကြောင့်ထမင်းချင်းဟင်းချင်းလုံရင်ကန်ရင်ဆိုသလိုနှလုံးသွင်းနေရင်ဒါနှလုံးသွင်းတာမြဲနေခင်ဗျားတို့တရားတော်တို့ဘယ်နေရာမှာဆိုအလုပ်လုပ်လို့ရတယ်တို့တော့ခုလာတယ်ဘာတော့နီးလို့ခြင်းလို့လာတာကဲပေးပြီဘ누구ပေးတဲ့နီးတော့ဖျားပေးတဲ့နီးပေးတာပါဦးဇင်းတို့နီးမဟုတ်ပါဘူးဒါဦးဇင်းတို့တရားလည်းမဟုတ်ပါဘူးဖျားတရားပါတို့တော့လည်းပဲကျေးဇူးတော်ရှင်အကောင်မတရားမိုးကုတ်ဆရာတော်ဘုရားကြီးဆိုတော့ဒါပညာပေါ်တင်ပြီးတော့မိုးကုတ်နီးဒီလိုပြောတာပေါ့ဗျာတကယ်တော့ပင်ရင်ကဖျားနီးပါဆရာတော်ဘုရားကြီးကတော့မြန်မာစကားပြေပြောတာရှိတာပါပဲဘုရားဟောကလွဲဖဲပြီးတော့တိမ်ဆောင်ပြီးတော့ပြောတာမပါပါဘူးနော်ဘုရားဟောကလွဲပြီးတော့ပြောရင်အဲ့ဒီတရားဟာတရားဓမ္မတော့အမှန်မဟုတ်နိုင်တော့ဒါကြောင့်ပင်ရင်မပြောက်စေနဲ့ဒါဘုရားဟောတဲ့တရားသို့တော့ဒီလိုပြောလို့ဆရာတော်ကြီးရဲ့ကျေးဇူးကိုတရားဓမ္မတို့မေ့လို့ပျောက်လို့ဒါဆရာတော်ကြီးကိုအဲ့ဒီမှာကျေးဇူးနားမလဲလို့ဒီလိုမဟုတ်ပါဘူးခင်ဗျားတို့ဘုရားပျောက်သွားမှာဆိုလို့သတိပေးနေဒါဒီတော့ဒါပြင်အခုဘုရားကဘာပြောတော့ဝင်လေသည်ထွက်လေသည်လုံးကဲအဲ့ဒါကမ္မထာအာယုဒီမှာတရားဓမ္မတို့တတိကပြီးတော့သိမှန်ဒါဘာလို့ထားလဲသမာဓိထူထောင်တာထားပြောဝင်လေသည်ထွက်လေသည်သိပေးဖို့ပါကဲနှုတ်ကတရားဓမ္မတို့တို့နဲ့ရွတ်ဆိုနေစရာမလိုပါဘူးအတန်ထွက်နေစရာမလိုပါဘူးမှန်မှန်ပဲရှုပါခါတိုင်းရှုနေကြအတိုင်းပဲရှုပါအောင်အင်းပြီးတော့တရားဓမ္မတို့ဒီလိုလဲလှုပ်เสียမလိုပါဘူးတူတူပြပြမောဟိုက်လာအောင်လဲလှုပ်เสียမလိုပါဘူးမှန်မှန်လေးပဲရှုခါတိုင်းရှုနေကြအတိုင်းပေါ့အဲ့တော့ကိုယ်လည်းမပင်မစိတ်လည်းမပင်မရွှင်ရွှင်လန်းလန်းပေါ့သူတော်ကောင်းတရားလှုပ်တယ်ဆိုတာတော့ပင်ပင်ပန်းပန်းမရွှင်မလန်းနဲ့စိတ်နွမ်းကိုပင်မနေရင်လည်းဘယ်ဟုတ်မလို့အဲ့ဒီဆိုညံမထက်ဘူးညံမတက်ဘူးအဲ့ဒါကြောင့်ရွှင်ရွှင်လန်းလန်းတက်တက်ကြွကြွကြီးကြီးသားသားလိုချင်းချင်းအဲ့ဒီလိုတရားဓမ္မတို့မိမိခန္ဓာကိုယ်ရဲ့အနေထားစိတ်နေစိတ်ထားသဘောသွားကိုလည်းပဲပြုပြင်ရတယ်ဗျစိတ်ထဲမှာညှင်းငွေပြီးတော့ညှဉ်းနှွမ်းပြီးတော့စလုတ်တဲ့ကိုကတရားဓမ္မတို့ညှင်းညူနေရင်အဲ့ဒီပုဂ္ဂိုလ်ညံမတက်နိုင်ဘာဖြစ်လို့ငကိုတဲ့ကိုကညှင်းညူနေတာကိုညှင်းညူနေတယ်ဆိုတော့ဘာမှလို့ပြောတော့စိတ်မပါဘူးပေါ့ဗျာစိတ်မပါဘဲနဲ့လှုပ်တဲ့အလုပ်ဟာဘယ်လို့မှခရီးမရောက်ဘူးစိတ်ပါလက်ပါလှုပ်တဲ့အလုပ်မှခရီးရောက်တာကဲဒါကြောင့်တစ်ခါကျတော့ဖြစ်တတ်တယ်အဲ့တော့စိတ်မပါလက်မပါနဲ့ဒီလိုလည်းဖြစ်နေတတ်တယ်ဖြစ်နေကိုပြင်းမှာဒါကိုအသိဆုံးမှာဦးဇင်းတို့ကတော့နည်းနည်းအကဲခတ်ပြောရတာပေါ့လေဒါခမရတို့တော့စိတ်ပါတယ်မပါဘူးသိတယ်စိတ်ထဲမှာရွှင်တယ်မရွှင်ဘူးသိတယ်စိတ်ထဲမှာညင်ညူးတယ်မညင်ညူးဘူးခမရတို့သဘောပေါက်ပြီးသားပါအဲ့တော့မညင်ညူးစေနဲ့ညင်ညူးနေတယ်ကဓမ္မတို့စိတ်ဓာတ်ကိုမြင့်တင်ပေးဒါမိမိစိတ်ကိုမိမိပြုပြင်အဲ့ဒီလိုရွှင်ရွှင်လန်းလန်းမပင်မပန်းမဲ့နဲ့ခင်ဗျားတို့တက်တောင်တက်တာကြီးကြီးသားသားဒီလိုအထုံးမှညံနေထက်မြက်ပြီးတော့ဓမ္မတို့အဲ့ဒီမှာတက်တက်မြင့်တဲ့မြင့်ရင်တဲ့ရင်ဆိုတာလို့ခင်ဗျားတို့တဆင့်ပို့ပြီးတော့ဓမ္မတို့တိုးပွားလာမယ်ညံရည်တွေအထူးသဖြင့်ကြိုးစားပြီးတော့ခရီးရောက်ပေါက်နိုင်တယ်ခရီးဆိုင်ပါဒါကြောင့်တိုက်တွန်းတယ်ဒါဒီလိုတော့ကိုဘာလို့တော့တမာတိထူထောင်တယ်ဘေးကစဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်လောက်ပါစိတ်မငြိမ်သေးဘူးငြိမ်တဲ့အထိလှုပ်ငြိမ်တဲ့အထိလှုပ်ဘယ်လောက်လှုပ်ရမလဲလို့ဓမ္မတို့မမေးနဲ့ကဲမမေးနဲ့ဆိုတော့ဘာဖြစ်လို့ကဲအချိန်တူနဲ့7မိနစ်15မိနစ်ငြိမ်လဲငြိမ်သွားမှာပေါ့သို့မဟုတ်နိုင်ဝက်လောက်လှုပ်မှငြိမ်လဲငြိမ်မှာပေါ့သို့မဟုတ်တနားပြည့်အောင်လှုပ်ချင်လဲလှုပ်နေရမှာပဲဒါအစရပဲရှိသေးတာကိုမလှုပ်တတ်တဲ့ပုဂ္ဂိုလ်ကတော့ပြောင်းနေဖြစ်ချင်လဲဖြစ်နေလိမ့်မယ်ဒါကလေးကြတော့ဝင်လေကထွက်လေဖြစ်လို့ဖြစ်ထွက်လေကဝင်လေဖြစ်လို့ဖြစ်ဂျုံတို့ဂျုံမြန်နဲ့စိတ်မငြင်းနဲ့ကဲသဘောမပေါက်သေးရင်ဒါဖြစ်တတ်တယ်
တခါလေကျတော့ဝင်လေမှတ်နေနဲ့ထွက်လေမှတ်နေနဲ့ဝင်လေအားစိတ်ကဟိုရောက်ဒီရောက်ဟိုတွေးဒီတွေးမငြိမ်ပြန်ဘူးဆက်လို့မလျှော့နဲ့ဘာလို့တော့တဏှာလုံးကရိုင်းဆိုင်လာတဲ့စိတ်ပဲပြောမယ်ဆိုစိတ်ရိုင်းဒီလိုပြောတော့ရှင်ဗျာတပည့်တော်တို့ကြားဘူးနာဝကြီးရှစ်ပြီနောက်မှီတွေအဲ့တော့မြို့သူမြို့သားတွေဒီလောက်ကြီးရှင်ဗျာရင်းတီတီပြောရလေခြင်းလို့ခင်ဗျားတို့ကိုရိုင်းတယ်လို့ဒကာဓမ္မတို့ပြောတာမဟုတ်ဘူးနော်စိတ်ကိုပြောတာစိတ်ရိုင်းတယ်ဆိုတော့တခြားမဟုတ်ဘူးအကုသိုလ်နဲ့အမြဲနေတယ်ဒီစိတ်ဟာမကောင်းတဲ့ဘက်မှာပဲပြောပြီးတော့ကာမဂုဏ်အာယုန်နဲ့နေရသိကျင်တတ်ဒါကြောင့်မလို့စိတ်ရိုင်းစိတ်လေစိတ်လွင့်ဒါပြောတာဒါခင်ဗျားတို့ပုဂ္ဂိုလ်ရေးရာအရာကိုဒကာဓမ္မတို့ဆိုလိုတာမဟုတ်ပါဘူးဘာဖြစ်လို့ယဉ်ကျေးတဲ့ပုဂ္ဂိုလ်တွေမဟုတ်လို့ဒကာဓမ္မတို့ယဉ်ကျေးတဲ့နေရာလာတာပေါ့ဒါတွေအထူးပြောကြမလို့သို့တော့အဲ့ဒီမှာစိတ်ဓာတ်ပူပြီးတော့ယဉ်ကျေးလာအောင်ကြိုးစားပါတဏှာလုံးကရိုင်းလာတဲ့စိတ်ဘယ်လိုလဲခုနကာမဂုဏ်အာယုန်တွေနဲ့ပျော်မွေးပြီးတော့လောဘနဲ့ပျော်နေတဲ့ဒေါသနဲ့မောဟနဲ့ဒိဋ္ဌိနဲ့မာနနဲ့အဲ့ဒီပဲလှည့်ပြောပြီးတော့အဲ့ဒီဘက်မှာမွေးလျော်နေတယ်ဒါစိတ်ရိုင်းစိတ်မိတ်တွေပဲအဲ့ဒီစိတ်ရိုင်းစိတ်မိတ်တွေကိုဒီကနေ့ယဉ်ကျေးတဲ့စိတ်ဖြူစင်တဲ့စိတ်ဖြစ်သွားအောင်ပြုပြင်ဖို့ဘုရားပေးတဲ့နေ့တိတ်တည်းဖြင့်လာယူပြီးတော့ခုကြိုးစားနေတာဒါကြောင့်ဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်လှုပ်ကဲလှုပ်ခါတော့တဏှာကြီးလဲရကြမှာရမယ်မရလဲလှုပ်ဆက်ပြီးတော့လှုပ်တပိပိသဘောပေါက်လာနိုင်မယ်ခရုစိုက်ပါဒါဒီလိုဆိုတော့ဒါဖြင့်7မိနစ်လောက်အထုတ်တယ်ရသွားပြီဖေငြိမ်ပြီငြိမ်ရင်ခန္ဓာပဲလှဲ့နိုင်ဝက်ကြမှာငြိမ်တဲ့ချိန်လှဲ့ပေါ့ဗျာမငြိမ်သေးငြိမ်အောင်လှုပ်ဟုတ်ပြီဒါဖြင့်ငြိမ်အောင်ငြိမ်ဆိုတော့ဘာတော့ဘာမှမသိရင်ငြိမ်တာမဟုတ်ဘူးဘာမှမသိရင်မောဟအဲ့ဒါအဝိဇ္ဇာခေါ်တယ်ဘာမှမသိတာဟာအဝိဇ္ဇာမောဟဒါဟာတမာတိမဟုတ်ဘူးအဲ့ဒါတမာတိလွန်သွားတာဒါကြောင့်ငြိမ်နေသွားပါတော့ဝင်လေထွက်လေဝင်လေထွက်လေဝင်လေကိုတော့သိနေတယ်ထွက်လေကိုတော့သိနေတယ်မိမိခန္ဓာမှာဖြစ်တဲ့ကမ္မဋ္ဌအာယုံကိုတော့သိတယ်မှာတော့စိတ်ငြိမ်ပုံပြောမလို့ဒါတွေအခြေပါရတဲ့တကွာခင်ဗျားတို့မပြောရင်မရဘူးဘာဖြစ်လို့လဲများသောဖြင့်ငြိမ်နေဆိုတော့ဘာမှမသိဘူးလို့တချို့ကထင်တယ်ဒီလိုမဟုတ်ဘူးနော်ဘာမှမသိဘူးဆိုရင်အဲ့ဒါမောဟဒါတမာတိမဟုတ်ဘူးတမာတိကအဲ့ဒီလိုဘာမှမသိတာမဟုတ်ဘူးကဲဒါဖြင့်တမာတိကဘယ်လိုတော့သိတယ်ဘယ်လိုသိတယ်ကမ္မဋ္ဌအာယုံကိုသိတယ်ကမ္မဋ္ဌအာယုံကဘယ်ကစလာတာတော့ဝင်လေထွက်လေဝင်လေကိုသိတယ်ထွက်လေကိုသိတယ်ဝင်လေသိထွက်လေသိစိတ်ကအဲ့ဒီမှာပဲဝင်လေထွက်လေဆိုတဲ့ကမ္မဋ္ဌအာယုံမှာပဲစိတ်ဟာတည်နေတယ်အဲ့ဒီမှာပဲသိနေတယ်တခြားဘက်ကိုစိတ်ဟာမသွားဘူးဘယ်အာယုံမှမတွေးဘူးဘယ်အာယုံမှမစင်စားဘူးဒီပြင်အာယုံတွေပဲစိတ်မလွင့်ဘူးမပြန့်ဘူးမရောက်ဘူးဆိုရင်အဲ့ဒါစိတ်ငြိမ်တယ်ခေါ်တယ်ဒါတမာတိရတယ်ဆိုတော့အဲ့ဒီလိုဖြစ်ရမှာဘာမှမသိရင်အိပ်ပျော်သွားမှာပေါ့ခင်ဗျားတို့အိမ်မက်မက်တာဖြစ်မှာပေါ့ဟောက်မှာပေါ့တရေတွေဘာတွေကြလာမှာပေါ့ဒါတမာတိမှမဟုတ်ပဲမထားဟုတ်ဒါကြောင့်တမာတိရတယ်မရဘူးကိုအကဲခတ်ဒါသူများမမေးနေကြမလို့ဘူးခင်ဗျားတို့စိတ်ငြိမ်တယ်မငြိမ်ဘူးခုငြိမ်ပုံငြိမ်ပြီးပြောထားပြီပဲဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်အဲ့ဒါကိုသာသိပြီးတော့တခြားအောင်တွေဘက်ကိုစိတ်ဟာမသွားဘူးမရောက်ဘူးမပြေးဘူးမတွေးဘူးမစင်စားဘူးစိတ်ကူးမရောက်ဘူးဆိုရင်ဒါတမာတိရပြီမှတ်တာဒါပေမဲ့တမာတိရတော့ဘာလို့ရဝင်လေထွက်လေဆက်မမှတ်တော့နဲ့အဲ့ဒီအမှတ်ကိုလွတ်လိုက်တော့ဒါဖြင့်ခန္ဓာဘက်ပါတော့ညာလှဲစိတ်ကနှစ်ခုပြိုင်လှုပ်လို့မရဘူးလေပြိုင်တူလှုပ်လို့မဖြစ်ဘူးပြိုင်တူလည်းမပေါ်ဘူးစိတ်ကဒါကြောင့်ခန္ဓာပဲညာလဲလှဲ့တည်နေတဲ့ပြိုင်နဲ့ဝင်လေတည်ထွက်လေတည်မှတ်နေကြမလို့တော့ဘာလို့အတိကခန္ဓာပဲရောက်သွားပြီလေဝင်လေထွက်လေအတိကဓမ္မတို့ဝင်လေထွက်လေမှာသိတယ်ဆိုတဲ့အတိနဲ့ခန္ဓာပဲလှဲ့တဲ့အတိနဲ့ဒီအတိနှစ်ခုပြိုင်တူမဖြစ်ဘူးဒွေနေတာစိတ်ဓာတ်ဧကစိတ်တက္ကတိပုဋ္ဌိနာမနတ္တိစိတ်ကပြိုင်တူနှစ်ခုနှစ်မျိုးမရဘူးမဖြစ်ဘူးတစ်ခုပြီးမှတစ်ခုဒါကြောင့်ခုနဝင်လေသည်ထွက်လေသည်ဝင်လေသည်ထွက်လေသည်အဲ့ဒီကမ္မဋ္ဌအာယုံကိုသိနေတဲ့အချိန်တုန်းကခန္ဓာဘက်ကိုသိတဲ့အတိမရှိသေးဘူးဒါကြောင့်ခန္ဓာဘက်လှဲ့ဆိုတာခန္ဓာဘက်အတိဝင်လာသည်နဲ့တပြိုင်တည်းဟိုကဝင်လေသည်ထွက်လေသည်အတိလှုပ်လို့မရဘူးဒါကြောင့်ဝင်လေထွက်လေအဲ့ဒီအချိန်မမှတ်နဲ့ရေးရလိုက်ဘယ်ဘက်လှဲ့မခန္ဓာဘက်လှဲ့ဆိုတာခန္ဓာဘာဖြစ်တယ်လဲအကဲခတ်တာဒါကိုခန္ဓာညာလှဲ့တယ်လို့ပြောညာလှဲ့တော့ဒါဖြင့်ခန္ဓာဘက်ကဓမ္မတော်ညာလှဲ့ဒါကြောင့်ခန္ဓာအရှိတတိကထလုံးလာအပြုညာဖြင့်ရှုရမှုនិရောဓဆိုတဲ့အတိုင်းခန္ဓာအရှိကိုတတိကထမာတာတူတူလေးပြောမယ်ခန္ဓာညာရောက်ဒိဋ္ဌိပြောမလို့ဒါဖြင့်ခန္ဓာအရှိတတိကထခန္ဓာအရှိကဘာရှိကြည့်ဆိုတော့ကိုယ်ခန္ဓာဘက်ကိုလှည့်ပြီးတော့ကဲခတ်အတိနဲ့ခန္ဓာနဲ့တဲ့ထားခန္ဓာကဘာပြောနေသလဲကြည့်ပါ
တူနဲ့တူတော့တူချင်မှတူလိုက်မယ်တချို့ကပူတယ်လို့ပြောချင်ပြောနေလိမ့်မယ်တချို့ကနှွေးတယ်လို့ပြောချင်ပြောနေလိမ့်မယ်တချို့ကကျင်တယ်လို့ဆိုချင်ဆိုလိမ့်မယ်တချို့ကညောင်းတယ်လို့ပြောချင်ပြောမယ်တချို့ကနားတယ်လို့ပြောချင်ပြောမယ်တချို့ကကြိုက်တယ်ခဲတယ်လို့ဆိုချင်ဆိုလိမ့်မယ်တချို့ကအောင့်တယ်အင်းတယ်အမျိုးမျိုးပေါ့ဗျာဒါတူနဲ့တူတော့ပြောပုံချင်းတူချင်မှတူမှာပေါ့မတူတော့လည်းပဲပြောတာတော့ပြောနေတာပဲပြောတာတော့ပြောနေတာတော့ပြောပုံချင်းတော့တစ်ထပ်ထဲကတော့ကြားချင်မှကြားလိမ့်မယ်ခိုင်ဒီပုဂ္ဂိုလ်ကပူတယ်လို့ပြောချင်ပြောဟိုပုဂ္ဂိုလ်ကနာတယ်လို့ဖြစ်ချင်ဖြစ်မှာပေါ့ခိုင်ဒီပုဂ္ဂိုလ်လည်းပဲဒကာဓမ္မတို့နာနေတော့ဟိုပုဂ္ဂိုလ်ကလည်းပဲနာတာပဲလို့ဒီလိုတော့မရနိုင်ဘူးတစ်ထပ်ထဲတော့မလာဘူးဒါဟိုဘက်ကကြိုက်ခဲတာတို့ဖြစ်ချင်လည်းဖြစ်မှာပဲခိုင်ဟိုဘက်ကအေးတာတို့နှွေးတာတို့ဟိုဘက်မှာလှုပ်တာတို့ငြိမ်တာတို့ဒီဘက်ကမာတာပြောတာဒီကကြမ်းနာနူးညံ့တာသိမ့်ပွက်အမျိုးမျိုးပေါ့ဗျာဒါခန္ဓာသဘောပဲအေးအဲ့ဒီလိုခန္ဓာပဲညာလဲတဲ့အခါမှာပြလာပါလိမ့်မယ်ကြည့်ပါဒါကြည့်ပါဆိုတော့ဒါပြန်ပူတယ်အေးတယ်ဒါဆိုရင်ရုပ်သဘောမှတ်ထားလှုပ်တယ်ငြိမ်တယ်ဒါဆိုရင်ရုပ်သဘောနားတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဝေဒနာသဘောဒါအကြမ်းမြင်ပြောတယ်အဲ့ဒီမှာဒကာဓမ္မတို့ငါပူတယ်ငါအေးတယ်မလာစေနဲ့ခန္ဓာညာရောက်ဖို့လိုတယ်ခန္ဓာမှာညာမရောက်ရင်ခုနဒိဋ္ဌိရောက်လာလိမ့်မယ်ငါမှပူတယ်ငါမှအေးတယ်လာလိမ့်မယ်ကဲငါနာတယ်ငါကျင်တယ်တွေဖြစ်လာလိမ့်မယ်အဲ့တော့ပူတယ်အေးတဲ့ပုံမှာငါဆိုတော့အဲ့ဒါရူပအတ္တတော်သမတုပတ္တိဒိဋ္ဌိဝင်လာတာဒိဋ္ဌိရောက်လာတာဒါခုနနာတယ်ကျင်တယ်ကြိုက်တယ်ခဲတဲ့ပုံမှာငါနာတယ်ငါကျင်တယ်ငါကြိုက်တယ်ငါမာဒဂဓမ္မတို့ဖြစ်တယ်ဆိုတော့အဲ့ဒါဝေဒနာအတ္တတော်သမတုပတ္တိဝေဒနာနာကျင်ကြိုက်ခဲတဲ့ခံစားမှုဓမ္မသဘာဝအပေါ်မှာအတ္တတော်ငါနာကျင်ငါကြိုက်ငါခဲနေတဲ့ဟူ၍သမတုပတ္တိလွဲသွားပြီဆွဲသွားပြီအလွဲအဲ့ဒါဒိဋ္ဌိဝင်လာတာအဲ့ဒါကြောင့်ဒကာဓမ္မတို့ခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပြောင်းတူတူလေးပြောတယ်။ကဲပူတယ်ယုတ်တရားသိပါဒါပါတော့ခန္ဓာကိုဉာဏ်ရောက်တယ်ခန္ဓာကိုအသိရောက်တာအသိရောက်တော့ဘာတော့ငါဆိုတဲ့ဒိဋ္ဌိပျောက်တယ်ဟောအဲ့ဒီအသိမရောက်ရင်ဘယ်သူရောက်ဒိဋ္ဌိရောက်လာလိမ့်မယ်။ကဲအသိရောက်ရင်ဘယ်သူပျောက်ဒိဋ္ဌိပျောက်တယ်အသိဘယ်ရောက်တာခန္ဓာရောက်တာဘာတော့အဲ့ဒါဉာဏ်အသိဟာဉာဏ်ပဲဒါပြန်ပူတယ်ပူတာဘာတော့ခန္ဓာဟောရာတိလက္ခဏာခန္ဓာရာတ္တိနာခန္ဓာကိုပြအစုအပုံမို့ဇာတိဇရာဗျာတိမရဏဒုက္ခတိအနေကေခိစတိခါရိတိတိခန္ဓာဆိုတဲ့အတိုင်းဇာတိဇရာဗျာတိမရဏတို့ရဲ့စာဘဝါဘကိုဒီခန္ဓာကကဲအဲ့ဒါကြောင့်ဖြစ်လိုက်ပြလိုက်ပေါ်လိုက်ပြောက်လိုက်အဲ့ဒါစာဘဝါဘအဲ့ဒါကိုခန္ဓာလို့ပြောတာဒါပြန်အခုပူတယ်ဩရုပ်ပဲကဲပူတာကခန္ဓာရုပ်ပဲလို့သိတာကဉာဏ်ဒီတော့အဲ့ဒီပူတယ်ဆိုတဲ့ခန္ဓာပေါ်မှာဘယ်သူရောက်လဲဉာဏ်ရောက်တယ်ကဲဉာဏ်ရောက်တော့ငါပူတယ်ဆိုတဲ့ဒိဋ္ဌိပျောက်တယ်အဲ့ဒါပါတော့ခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပြောင်းကြိုးစားပါဒါတူတူလေးနဲ့ရှင်းရှင်းလေးခင်ဗျားတို့ကအခုအစရပထမရက်မှာသတိပေးနေတယ်ကဲ10မိနစ်ပဲလိုတော့တယ်ဟုတ်ပြီကြိုးစားအချိန်ကဘာမှမကြဘူးအာယုံကြရင်ခဏလေးနော်အာယုံမကြရင်တော့လေခင်ဗျားတို့10မိနစ်ဆိုတာဟာအကြာကြီးဖြစ်နေအာယုံကြသွားရင်လည်းခဏလေးပဲအဲ့ဒါကြောင့်အာယုံကိုစူးစိုက်တဲ့ဖြစ်အောင်မိမိကိုယ်ကိုမိမိမြင့်တင်မှနှိမ့်ကြနေရင်မြင့်တင်မှကဲစိတ်ဓာတ်နှိမ့်ကြနေရင်မိမိစိတ်ဓာတ်ကိုမြင့်တင်မှချို့ယွင်းတာယိုယွင်းတာရှိရင်ပြုတ်ပြမှာတရားလိုအားထုတ်တဲ့ပုဂ္ဂိုလ်ဆိုတော့အဲ့ဒီလိုလုံမှဒကာဓမ္မတို့ရတယ်ခုနလိုညဉ့်ညူးနေရှင်လန်းလာအောင်တက်ကြွလာအောင်ကဲနောက်တွန့်နေရင်အားပြော့နေရင်စိတ်မပါရင်ဒကာဓမ္မတို့ကိုယ်စိတ်ကိုပြုတ်ပြင်းမြင့်တင်အဲ့ဒီတော့အဖက်ဖက်ကနေဒကာဓမ္မတို့ကြိုးစားပြီးတော့သူတို့ကောင်းတရားကပွားများပါရှုရတယ်မှတ်ရတယ်ဆင်ခြင်ရတယ်ဗျကဲဖြစ်ခြင်းတို့ဖြစ်ဆိုပြီးတော့ခင်ဗျားတို့ပြည့်ထားလို့လည်းမရဘူးဒီလိုလုပ်လို့ဖြစ်တာမဟုတ်ဘူးကဲဒီလိုဆိုတော့ဒါဖြစ်ရင်အခုနာတယ်ဝေဒနာနာတာငါနာတယ်မလုပ်နဲ့ကဲကျင်တယ်ကြိုက်တယ်ခဲတယ်အဲ့ဒါဝေဒနာပဲဒီလိုဆိုတော့ဒါဖြစ်ရင်အခုဝေဒနာနာတယ်ကျင်တယ်ကြိုက်တယ်ခဲတယ်ဆိုတော့ခန္ဓာမှုကဝေဒနာဒါကဘာတော့ဝေဒနာခန္ဓာအဲ့ဒါကိုခင်ဗျားတို့ကနောက်ကနေပြီးတော့ငါသူပုဂ္ဂိုလ်တ attva မပါဘဲနဲ့ဩဝေဒနာလို့သိတာဉာဏ်ဒါဖြင့်နာကျင်ကြိုက်ခဲခံစားနေတဲ့ဓမ္မသဘာဝကဝေဒနာခန္ဓာနောက်ကဝေဒနာလို့သိတာဉာဏ်အဲ့ဒါခန္ဓာမှာပါတော့ဉာဏ်ရောက်တာခန္ဓာဉာဏ်ရောက်တော့ဘယ်သူပျောက်တော့ဒိဋ္ဌိပျောက်တယ်ကဲငါမှနာတယ်ငါမှကျင်တယ်ငါမှကြိုက်တယ်ငါပေါ့ငါခငါတင်မငါတူမလာဘူးပေါ့ဗျာဒါဘာဖြစ်လို့မလာတာတော့ခန္ဓာမှာဉာဏ်ရောက်လို့ဒါဖြင့်ဘယ်သူပျောက်တော့ဒိဋ္ဌိပျောက်တာဂိမ်းဆိုင်ဒါကြောင့်ခန္ဓာဉာဏ်ရောက်ဒ
ဒိဋ္ဌိပြောင်းအရေးကြီးတယ်ဒါကြောင့်ကုဋ္ဌတော်ကဓမ္မတော်သမာဓိယခန္ဓာပဲဉာဏ်လက်ဖြစ်ဖြစ်ရှုဒီလိုပြောလို့မရဘာဖြစ်လို့ဒိဋ္ဌိမှမကွာရင်မရဘူးလေဒါကြောင့်ဒိဋ္ဌိကွာအောင်အရင်လုပ်ရတယ်ဒါဆရာတော်ကြီးရတယ်ပြောတယ်ဖះပြောလို့ပြောတာပါဘုရားကတတ္တိယဝိယဩမတော်တေရှမတော်ကမတ္တကေသက်္ကာဒိဋ္ဌိပါဏာယသတော်ဘိက္ခုပရိပစေလို့အဲ့ဒီမှာဒကာဓမ္မတို့ဘုရားကဥပမာနဲ့ပြကဲဘာပြောတာလဲယင်ဝကိုတန်လန်သွားပြင်အထိုးခံရတဲ့ပုဂ္ဂိုလ်กว่าတယ်အဲ့တန်လန်သွားယင်ဝမှာစုဝင်ဒီပုဂ္ဂိုလ်မလွဲမသွေသေမှာပေါ့ဗျာသို့တော်လည်းပဲအဲ့ဒီယင်ဝမှာစုဝင်နေတန်လှန်သွားကိုနောက်မှနှုတ်မင်းတို့မှာမခံညင်ဘူးမခံနိုင်ဘူးဆိုတဲ့အဲ့ဒီခန္ဓာရဲ့သဘောတရားကိုဉာဏ်ဖြင့်သိအောင်အရင်လို့ပြောလို့တာကတော့ဒိဋ္ဌိအရင်ဖြုံဒါပြောတာငါဆိုတဲ့အစွဲအရင်ဖြုံဒီလိုပြောတာဒါဥပမာပြလိုက်တာပေါ့ဒါပေမဲ့တန်လန်သွားစူးဝင်တဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီတန်လန်သွားကိုရေးကြီးတုတ်ပြကြပြတုတ်တဲ့ရုပ်တည်းအမြန်နှုတ်ရမယ်အစားအဲ့ဒါနောက်မှနှုတ်တဲ့တတ်တဲ့အရေးကြီးတဲ့ဒိဋ္ဌိကိုအရင်ဖြုံအရေးကြီးလို့ဒါကြောင့်မြတ်စွာဘုရားနဲ့ကိုရောင်မြတ်ကြီးဟာအကြောင်းမရှိရင်မပြုံးဘူးဗျပြုံးတော်မူလာရင်အကြောင်းရှိပြီလို့မှတ်ရမယ်။ဒါရင်ကိုတော့အကြောင်းရှိလို့ပြုံးတော်မူတဲ့မြတ်စွာဘုရားဟာနှုတ်တော်ကဖွင့်ပြောတဲ့ဆိုအရေးကြီးလို့ပြောတာဒီလိုခင်ဗျားတို့သဘောပေါက်ပါ။ဒါကြောင့်ဒိဋ္ဌိကိုအရင်ဖြုံး။ကိုင်းခေါင်းပေါ်မှာပေါက်နေတဲ့သပင်ကွာ။အဲ့ဒီသပင်ကိုမီးလောင်တဲ့ပုဂ္ဂိုလ်ခင်ဗျားတို့ခေါင်းပေါ်ပေါက်နေတဲ့သပင်ပြီးလောင်ကြပြကြညှိမ့်မှာပေါ့ဗျာအရေးကြီးအဲ့ဒါနောက်မှညှိတဲ့ဒိဋ္ဌိကိုအရင်ဖြုတ်ဒါဥပမာလေးပြောလိုက်တာဒါကြောင့်ဒါမှမဟုတ်ယင်ဝလှန်စုဥခေါင်းမီးလောင်ထို့တဲ့ဒိဋ္ဌိကိုအများရှောင်ဆရာတော်ကြီးယင်ဝမှာလှန်စုတာနောက်မှနှုတ်ဟေးဥခေါင်းမှာမီးလောင်နေတာနောက်မှငြိမ့်ဟေးဒိဋ္ဌိကိုအရင်ရှောင်ဆိုတာဒိဋ္ဌိအရင်ခွာလိုက်ဒိဋ္ဌိအရင်ဖြုတ်လိုက်အရေးကြီးတယ်ဒါကြောင့်ခင်ဗျားတို့တန်ត្រာမှာကျင်လီပြီးတော့အိုနာသေးအနန္တတွေ့ဒုက္ခအမျိုးမျိုးတွေကြုံရဆုံရတာအဲ့ဒီဒိဋ္ဌိမကွာလို့မပြုတ်လို့ဒိဋ္ဌိရှိနေလို့ဒီဒုက္ခမသိမ်းတာမှတ်တာဒါကြောင့်အပယ်နဲ့အိုးစားမကွဲတာအဲ့ဒါဒိဋ္ဌိရဲ့လက်ချက်အဲ့တော့ဒိဋ္ဌိရှိနေရင်ဒါနတွေဘလောက်ပြုတ်သီလတွေဘလောက်ပဲဆောက်တည်သမထတွေဘယ်လိုပဲကြိုးစားဝိပဿနာဘယ်လိုပဲပွားတယ်လို့ပြောဒိဋ္ဌိသာမကုံသေးလို့မပြောက်သေးရင်နိဗ္ဗာန်မရောက်ဘူးလို့တစ်ထက်ကြဆုံးဖြတ်ဗျာရောက်ကိုမရောက်ဘူးခင်ဗျားတို့ရှုခြင်းနဲ့ဝိပဿနာရှုပါဒိဋ္ဌိမှမကုံရင်ဒိဋ္ဌိမှမပြောက်ဒါကြောင့်ဒိဋ္ဌိပြောက်မယ်ဆိုရင်ဒါနပြုပြီးလေနိဗ္ဗာန်ရောက်တာပဲသီလဆောက်တည်လေနိဗ္ဗာန်ရောက်တာပဲဘာလို့ဒိဋ္ဌိပြောက်တာကိုဒိဋ္ဌိမရှိဘူးကိုဒိဋ္ဌိကုံတာကိုအဲ့တော့သမထဝိပဿနာကြိုးစားလေဒိဋ္ဌိကုံရင်ရောက်တာအဲ့တော့ဒိဋ္ဌိမှမကုံရင်တော့ကြိုက်တဲ့ကုသိုလ်လုပ်ခင်ဗျားတို့ကုသိုလ်မရဘူးလို့ဦးဇင်းမပြောဘူးနော်ရတယ်ဒုက္ခတိမရောက်ဘူးလို့တော့ဦးဇင်းမဟောပါနိဗ္ဗာန်မရောက်ဘူးလို့တော့ဟောရပါလိမ့်မယ်ဒါဦးဇင်းရဲ့ဟောပုဒ်ပေါ့ဘုရားဟောတာဘယ်လိုကန့်ကွက်နေတော့ဒိဋ္ဌိကန့်ကွက်နေတာဒိဋ္ဌိရှိနေတဲ့၍နိဗ္ဗာန်တော့မရဘူးဒါကြောင့်ကောင်းမှုတွေပြုရင်တော့ဒါနသီလသမထဝိပဿနာကောင်းတာတွေလုပ်ရင်တော့ခင်ဗျားတို့ဒုက္ခတိဘဝတော့ရပါတယ်ကုသိုလ်တော့ဖြစ်ပါတယ်ကောင်းကျိုးတော့ဖြစ်မှာပေါ့သို့တော့အကောင်းဆုံးအကျိုးတော့မရဘူးလို့ဆုံးပြအကောင်းဆုံးအကျိုးဟာဘာလို့နိဗ္ဗာန်အဲ့ဒါကတော့ဒိဋ္ဌိပြုတ်မှရမှာဒိဋ္ဌိမရှိမှရတာဒါကြောင့်အဲ့ဒီဒိဋ္ဌိမရှိအောင်ဘာလို့လဲခန္ဓာညာရောက်ဖို့လိုတယ်ခန္ဓာညာရောက်မှဘယ်သူပြောက်မလဲဒိဋ္ဌိပြောက်မှာဒါကြောင့်ရှေးဥစွာတမာတိထူထောင်တမာတိရရင်ခန္ဓာပဲညာလှဲ့စိတ်ငြိမ်ပုံလဲပြောတတ်တဲ့အတွက်တတိထဝိရိယဆိုင်ပြီးတော့မှဓမ္မတို့ခန္ဓာကပြလိုက်တဲ့ဓမ္မသဘာဝရဲ့အပေါ်မှာမမြဲတာကိုခင်ဗျားတို့ဆက်ပြီးတော့ကြည်ရုပ်ကိုရုပ်လို့သိနေုံနဲ့မပြီးသေးဘူးဒါရူပပရိစ္ဆေဒဝေဒနာသရနာမယ်နာကိုနာနဲ့သိနေုံနဲ့မပြီးသေးဘူးအဲ့ဒါနာမပရိစ္ဆေဒသို့တော့ဘာလို့လဲပစ္စယပရိက္ခာကအဲ့ဒီအကြောင်းကျိုးတွေကိုသိသိသိမှဒီတော့အကြောင်းကျိုးသိသိသိမှဆိုတာဖြစ်တာပြက်တာဖြစ်ပျက်ကိုသိမှဒါပြောကဲဒါတော့တူချင်းလူရင်းလေးဓမ္မတို့အဲ့ဒီမှာ3မိနစ်လောက်အတော့အတွင်းမှာခင်ဗျားတို့ကိုသတိပေးလိုက်ပါမယ်ကဲဒါဖြင့်ဓမ္မတို့ယုတ်ကုဏပူတာအေးတာနွေးတာအဲ့ဒါဓမ္မတို့ပူတာမရှိနဲ့အေးတာမရှိနဲ့နွေးတာမရှိနဲ့ပူတယ်အေးတယ်နွေးတယ်လောက်နေနဲ့ပူတာလည်းမမြဲအေးတာလည်းမမြဲနွေးတာလည်းမမြဲတာကိုမြင်အောင်လုပ်ခရုဆိုင်ကဲဒါဖြင့်ပူတယ်အေးတယ်နွေးတယ်လို့လုပ်တော့မှားလို့လားမမှားပါဘူးကဲဒီလိုတို့တရားမြင့်အေးတာကောမမြဲဘူးနွေးတာလည်းမမြဲဘူးပူတာလည်းမမြဲဘူးအဲ့ဒီမမြဲတဲ့သဘောကိုမြင်အောင်ကြည့်ဖြ
ဖြစ်လဲဖြစ်တယ်ပြက်လဲပြက်တယ်အဲ့ဒါဖြစ်လိုက်ပြက်လိုက်ပေါ်လိုက်ပြောင်းလိုက်ဖြစ်လိုက်ပြက်လိုက်ပေါ်လိုက်ပြောင်းလိုက်လိုက်ပြီးတော့အသိလေးနဲ့ဒကာဓမ္မတို့သိပေးနေခန္ဓာကပြက်သိတာကမဲ့ခန္ဓာကပြက်သိတာကမဲ့အဲ့တော့ခန္ဓာပြက်ကဒုက္ခသစ္စာသိတဲ့ဉာဏ်ကမက္ခသစ္စာအဲ့တော့အပြက်ခန္ဓာပေါ်မှာနောက်ကသိတဲ့ဉာဏ်မဲ့ရောက်နေတော့အဲ့ဒါခန္ဓာဉာဏ်ရောက်တော့နောက်ကငါသူပုဂ္ဂိုလ်တ attva ဆိုတဲ့ဒိဋ္ဌိမလာတဲ့အတွက်ပျောက်တယ်ဗျအဲ့ဒါကြောင့်အပြက်ခန္ဓာကဒုက္ခသစ္စာနောက်ကရောက်နေတဲ့ဉာဏ်အတိကမက္ခသစ္စာဖြစ်တဲ့အတွက်နောက်ကပျောက်နေတာကငါအဲ့ဒါဒိဋ္ဌိပျောက်နေခြင်းကြောင့်သမုဒယသစ္စာသေတာဒါကြောင့်ခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပျောက်ဆိုတဲ့အတိုင်းသမုဒယသစ္စာတွေသိရင်ဒုက္ခတွေငြိမ်းပြီးတော့အင်းချင်းနဲ့និရောဓကိုစီကိုငှရနိုင်ရောက်နိုင်အာယုံပြုနိုင်တဲ့အရိယာပေါင်းသူတော်ကောင်းများဖြစ်ကြပါစေလို့ခန္ဓာဉာဏ်ရောက်ဒိဋ္ဌိပျောက်ဆိုတဲ့တရားနာယူမှတ်သားကြိုးစားပွားများအထောက်ကြတော့သူတော်စင်များသည်ဒုက္ခသစ္စာကိုပိုင်းခြားသိမြင်နိုင်ကြပါစေဒုက္ခသစ္စာကိုပိုင်းခြားပြီးတော့သမုဒယသစ္စာကိုပယ်တတ်និရောဓသစ္စာကိုမျက်မှောက်ပြု၍မက္ခသစ္စာဖြင့်ကိုယ်စီကိုငှဝမ်းမြောက်ဝမ်းသာရှိနိုင်ကြသောအရိယာပုဂ္ဂိုလ်အပေါင်းသူတော်ကောင်းများဖြစ်ကြပါစေလို့မေတ္တာပို့ရင်ဆုတောင်းလိုက်ရပါသည်ဒါကြောင့်သူတော်ကောင်းပေါင်းတို့ကြိုးစားပွားများအထောက်ထားသောဘာဝနာကုသိုလ်ဖို့ဘာကကို30ဘုံကျင်ဒီကုံတော်ဝိနည်းဒုက္ခိတဒုက္ခိတတတ္တဝါပေါင်းတို့အားဝမ်းမြောက်ဝမ်းသာအမျှပေး၍ရှင်ရှင်ပြပြအနုမောဒနာပြုကာတရားသိမ့်ကြပါစို့နှုတ်တို့သည်ဤလောကုတ္တရာတရားကိုယ်ပါအားတယောသောကျင့်ဝတ်ပฏิပတ်အကျင့်များဖြင့်ဘုရားတရားသံဃာမိဘဆရာသမားတို့အားပူဇော်ပါကုန်၏ရှင်ဘုရားနှုတ်တို့သည်ယနေ့ယခုဝါများတို့ရသောဝိပဿနာကုသိုလ်ဟောပါကကို30ဘုံ၌ကျင်လီကုန်သောဝိနည်းဒုက္ခိတဒုက္ခိတတတ္တဝါပေါင်းတို့အားအမြတ်ပေးဝေပါကုန်၏အမြတ်ရကြ၍ကိုယ်စိတ်နှပြချမ်းသာကြ